ဒီဆက်ရုပ်ခွေးလေးကတော့သူ့ရဲ့စွမ်းတက်လေးတွေကိုထုတ်ပြဖို့အတွက်အရန်ကိုမှစံသားပြင်းပြနေပါတယ်သူကဘလောက်တော့စကေးပြကျင်နေလဲဆိုရင်လမ်းမှာတွေ့တဲ့ခွေးစစ်တွေကိုလိုက်ပြီးတော့စိန်ခေါ်ပါတယ်ပထမဆုံးစိန်ခေါ်ခံရတဲ့ကောင်လေးကတော့ပူတယ်ခွေးလေးဖြစ်ပါတယ်ဒါပေမဲ့လို့ပူတယ်လေးကတော့ဆက်ရုပ်ခွေးကိုမြင်မြင်ချင်းပဲကြောက်ပြီးထွက်ပြေးတော့ပါတယ်ဒုတိယတစ်ခါစိန်ခေါ်ခံရတဲ့ကောင်ကတော့ဂျာမန်ရှက်ပါလေးပဲဖြစ်ပါတယ်စစချင်းမှာတော့ဂျာမန်ကောင်ကယုံကြည်မှုပြည့်နေပြန်လည်ပြီးစိန်ခေါ်တိုက်ခိုက်နေပါတယ်ဒါပေမဲ့လို့ဆက်ရုပ်ခွေးကပုံစံပြောင်းလိုက်တဲ့အခါမှာတော့ဂျာမန်ကောင်လည်းကြောက်ပြီးထွက်ပြေးတော့ပါတယ်နောက်ပိုင်းတိုင်ပွဲတွေမှာဆိုရင်လည်းဆက်ရုပ်ခွေးကပဲလွယ်တကူနိုင်ပွဲတွေကိုစွတ်ခူးနေပါတယ်ဒါပေမဲ့လို့သူ့ရဲ့နိုင်ပွဲအောင်ပွဲဆိုတာတွေကကြာရှည်တော့မခံလိုက်ပါဘူးဘာလို့လဲဆိုတော့သူကအရှိုက်ကိုထိစေမဲ့တိုက်ပွဲတစ်ခုကိုရင်ဆိုင်လိုက်ရလို့ဖြစ်ပါတယ်ပထမတစ်ခုကတော့သူက Labrador လို့ခေါ်တဲ့ခွေးလေးကိုတွားပြီးစိန်ခေါ်မိတာပါတိုက်ပွဲရဲ့စောင်းအောင်ပဲရှိပါသေးရဲ့ Labrador ကဆက်ရုပ်ခွေးရဲ့နေရက်ကိုဖမ်းကိုက်ပစ်လိုက်လို့သူ့ခင်ဗျာဖင်တိုင်လဲမကြောင်တမယ်ပဲ Labrador ရဲ့လက်အောင်မှာအထိနာပြီးရှုံးပေးလိုက်ရပါတယ်အခုတော့သူလည်းကြောက်ကြောက်နဲ့အတင်းရုံးကန်ထွက်ပြေးရတဲ့ဘဝကိုကြောက်တော့ပါတယ်အဲ့ဒီနောက်မှာတော့အဆက်ကွဲတော်တဲ့ဆက်ရုပ်ခွေးလေးကအားနေပုံပေါ်တဲ့ကော်ကီခွေးလေးကိုတွားပြီးစိန်ခေါ်ပြန်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကကော်ကီခွေးလေးကသူ့ကိုပြန်ပက်တယောက်လို့ကိုမမြင်တာပါသူ့အတွက်ကတော့အခမဲ့စီးလို့ရတဲ့မော်တော်ယာဉ်လို့ထင်သွားပြီးကြောဘောက်တက်ကစိန်နဲ့ထိုင်စီးလိုက်ပါတယ်ဆက်ရုပ်ခွေးလေးခင်ဗျာတော့အချက်လက်ကွဲဒေါ်လာလက်ထွက်ပြီးတကယ်ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ရပါတယ်ဒီအနေနဲ့ဆက်ရုပ်ခွေးတစ်ကောင်နဲ့အိမ်မွေးခွေးတစ်ကောင်နှစ်ကောင်နဲ့တစ်ကောင်တော့မွေးခွင့်ရမယ်ဆိုရင်ဘယ်ခွေးလေးကိုများမွေးချင်ကြလဲဗျကွန်မန့်ထဲမှာပြောပေးတော့ပါအောင်